မင်္ဂလာပါဗျမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဆရာအောင်တူဒီ channel ရဲ့ကိုစားကျွန်တော်မျိုးကစွမကောင်တောင်းပေးပါတယ်ခင်ဗျရွှေလက်ပွင့် 3D မွေးခွက်ကြီး303အတွဲပေါ့နော်303အတွဲကိုလာမဲ့ဂျွန်လ16ရက်ကနေ2026နှစ်ကုန်ဒီအထိတနက်စာမွေးပေါ့နော်အဲ့တော့ရှေ့ကျွန်တော်တို့ဒီ2026ဇန်နဝါရီလထဲမှာ YouTube short video မှာလည်းပဲဒါကျွန်တော်တို့35အတွဲနဲ့963 53အတွဲနဲ့963အောင်မြင်ခဲ့တယ်ဒီမှာ YouTube ကျွန်တော်တို့ video file နဲ့လည်းတင်ထားတယ်ပေါ့နော်ဒီမှာ 5K လူရင်9000ကျော်ကြည့်ထားတယ်963မွေး9ခွက်အောင်မြင်ခဲ့တယ်လို့เนาะဒီဂျွန်လကနေပြီးတော့လာမယ့်2026နှစ်ကုန်အထိပေါ့နော်933နှစ်တိုင်းပြည့်ပင်မရှိသေးဘူးပေါ့နော်333ခွန်အားကစားရမယ်เนาะအကုန်လုံးကိုအားပြီးတော့ကစားပါ633ညဒါနှစ်တိုင်းပြည့်ပင်မရှိသေးဘူးပေါ့เนาะဒီကနန်းလေးတွေက333အတွဲလေးတွေက353ညဒါနှစ်စဉ်နှစ်တိုင်းလို့ဒီမွေးခွက်လေးတွေကထွက်ပေးနေတာပေါ့เนาะနောက်တစ်ခွက်333ညဒီ9ခွက်ကိုစားသူအားမွေးကစားပါ2026နှစ်ကုန်ဒီအထိပေါ့နော်ရှေ့ကျွန်တော်တို့ဇန်နဝါရီ2026ဇန်နဝါရီထဲမှာ963လို့အောင်ပါသေးလို့ဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဆရာအောင်တူဒီ channel လေးကိုလည်း subscribe လေးတွေလုပ်ပြီးတော့အားပေးကြပါအောင်ခင်ဗျာနောက်နေ့တွေမှာလည်း 2D 3D တွေကိုကျွန်တော်တို့ YouTube channel လေးကနေအမြဲတမ်းတင်ဆက်ပေးသွားမှာမို့ subscribe လေးတွေလုပ်ပြီးတော့ like လက်မလေးတွေကွန်မလေးတွေရေးပေးသွားကြအောင်ခင်ဗျာမိတ်ဆွေတို့ကလည်းမှတ်ချက်လေးတွေကို YouTube ကွန်မအောက်မှာရေးပေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်